ရှင်ပါနေရတော့လေဦးလေးတိတ်နဲ့ဒေါ်လေးကအသက်ကြီးမှတော့ကြီးစွတ်နိုင်တာပဲလုံးရက်လိုက်တာနင်းကြောင့်ဦးလေးတင်းကရှက်လုံးလို့ဒေါသဖြစ်ပြီးအုံနေနဲ့ခေါင်းနဲ့ဆောင်းတာမိလေးပဲစီးုံတင်လာတယ်ရှာသမီးကလာတလိုက်ပါတော့ဖေဖေဖေခွင့်မလို့ပါတော့ဒေါ်လေးကတော့အမြဲတမ်းငုံနေရတာပဲနှစ်သိပ်လို့လည်းမရဘူးချော့လို့လည်းမရဘူးသူ့မှာသမီးကြောင်ရှက်ရယောက်ျားကိုပူရတယ်အခုသွေးတက်ပြီးအဲ့ရတယ်လဲနေပြီယခုပြသနေသောအစီအစဉ်ကိုပြုံးပြတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်